နီကိုလိုင်းဘာလူရပ်ဆိုတဲ့ရုရှားနိုင်ငံကလာတဲ့အေယာမဘလူးကြီးဟာတစ်ချိန်လုံးကတော့ဘယ်သူမှမဖြိုခွင်းနိုင်တဲ့စစ်တီတော်ကြီးဖြစ်အားလုံးကသတ်မှတ်ထားခဲ့ကြတာပါရက်ခုနှစ်ပေထိမြင့်မာပြီးကိုလေးချိန်ပေါင်300ကျော်ထိရှိတဲ့သူဟာလက်ဝဲကျိုးဝိုင်းထဲမှာတကယ်တောင်ကြီးတစ်လုံးလိုမျိုးထီထီကြီးမမရှိနေခဲ့တာဖြစ်ပါတယ်သူ့ရဲ့ထွားချိုင်းလာတဲ့ခနာကိုချိုးစားနဲ့6ချဖွယ်ရာပင်ကိုရှိန်ဝါကြီးကတင်ပြန်ပအားလုံးကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့တာပေါ့သူ့ရဲ့ဆူဆိုက်ကြည့်လိုက်တဲ့မျက်လုံးတစ်ချက်ကတင်ရန်သူကိုအကြောက်တရားဝင်သွားစေဖို့အတွက်လုံလောက်လာပါတယ်ဗျာဇက်တိုက်ဆိုသလို46ပွဲဆက်တိုက်တပွဲမှမရှုံးပဲအနိုင်ရရှိထားခဲ့တဲ့သူ့ရဲ့စံချိန်မှတ်တန်းကြီးကလည်းသူဟာကျိုးဝိုင်းကိုအကျွေးမဲ့ဆိုးမိုးထားနိုင်ကြောင်းသက်သေပြနေခဲ့တာပေါ့ဒါပေမဲ့လည်းသူဟာစင်ခေါ်သူဒေးဗစ်ထိတ်တိုက်တွေ့ဆုံချိန်မှာတော့လက်ဝဲလောကသမိုင်းတစ်လျှောက်မှာကိုလေးချိန်ကွာခြားချက်အကြီးမားဆုံးသောပွဲစဉ်ကြီးတစ်ပွဲဟာစတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်ပွဲမစတင်ခင်တုန်းကတော့လူတိုင်းကဒီပွဲဟာလူသက်ပွဲကြီးတစ်ပွဲလိုမျိုးတစ်ဖက်သက်ချင်းမုန်းခံရလိမ့်မယ်လို့ပဲတွေးထားခဲ့ကြပေမဲ့ထွက်ပေါ်လာတဲ့ရလဒ်ကတော့ဘယ်သူမှမမျှော်လင့်ထားတဲ့အရာဖြစ်ခဲ့ရပါတယ်ဗျာဘာလူရဲ့ပြက်လက်တိချက်တွေကတကယ်ကိုအပြင်းလာတာမှန်ပေမဲ့သူ့ရဲ့လှုပ်ရှားမှုတွေကနေကွေးလုံးလာသလိုတိုက်ခိုက်ရင်းနဲ့စနစ်ပိုင်းမှာလည်းတကယ်ကိုရိုးစင်းလုံးလာပါတယ်သူ့ရဲ့တိုက်စစ်ထိုးလက်တီတွေဆိုရင်တကယ်ကိုတန်းကောင်ရချိန်မောင်မဲနေတဲ့အခန်းတစ်ခုထဲမှာမိကလုတ်ကိုဟိုဆန်းဒီဆန်းနဲ့လိုက်ရှာနေတဲ့လူတစ်ယောက်လိုမျိုးအရာမထင်ဖြစ်နေခဲ့တာပေါ့ဗျာဒါပေမဲ့ဒါနဲ့ဆန့်ကျင်ဘက်အနေနဲ့လူကောင်ပိုသေးတဲ့ဒေးဗစ်ဟေးကတော့ဒီအေယာမဘလူးကြီးရဲ့ခန်းစစ်တိုင်းကိုဖောက်ခွဲပစ်ဖို့တော့ချက်ကိုအချိန်တိုတွင်းမှာတင်ကွတိရှာဖွေတွေ့ရှိသွားခဲ့ပါတယ်ဗျာသူဟာတိကျတေချာလာတဲ့တံပြန်တိုက်စစ်တွေတွက်လက်ချက်ချလာတဲ့ခြေခွက်တွေနဲ့အတူဒီဘလူးကြီးကိုတီတီငင်ငင်နဲ့စိတ်ရှိလက်ရှိရင်ဆိုင်စားသွားခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးပါနလာတဲ့ဗျူဟာကဒေးဗစ်ဟေးကိုအမတ်စရင်တွေမှာအပြတ်သက်အသာစီရစေခဲ့ရုံတင်မကပဲနောက်ဆုံးချီရောက်တဲ့အခါမှာတော့ဘယ်သူမှမဖြိုနိုင်ဘူးလို့ထင်ရတဲ့ဒီအေယာမဘလူးကြီးကိုတိတိတသာရိုင်းနဲ့တုံလောက်တော့အောင်ထိပါဆွမ်းဆောင်ပြနိုင်ခဲ့တာပေါ့ဗျာအင်္ဂလန်နိုင်ငံလန်ဒန်မြို့ကနေတိုင်လူကြီး3ယောက်စလုံးရဲ့တူညီတဲ့ဆုံးဖြတ်ချက်နဲ့အတူကမ္ဘာချန်ပီယံတစ်ကြီးဖြစ်လာခဲ့တာကတော့ဒေးဗစ်ဟေးဖြစ်ပါတော့တယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့လက်ဝဲဗီဒီယိုတွေကိုအဆက်မပြတ်ကြည့်ရှုချင်ရင်တော့အသေးလေးပေးပြီး follow နှိပ်သွားဖို့မမေ့ပါနဲ့နော်